Joshua Van ချန်ပီယံဖြစ်မဲ့နေ့ရဲ့အတိအကျထွက်ပေါ်လာခဲ့ပါပြီပရိသတ်များမင်္ဂလာပါမြန်မာပြည်ဖိုက်တာတွေထဲမှာအောင်လအန်ဆန်ပြီးတဲ့နောက်ဒုတိယမြောက်ချန်ပီယံဖြစ်မဲ့အခွင့်အရေးတစ်ရက်ကို UFC ပြိုင်ပွဲတွေမှာကစားနေတဲ့ချင်းလူမျိုးဖိုက်တာဖန်ကရရှိထားခဲ့ပါတယ်ဒီလိုမျိုးအခွင့်အရေးရထားခဲ့တာကပြီးခဲ့တဲ့ဇွန်လအတွင်းမှာကစားခဲ့တဲ့ပွဲစဉ်ပြီးမှကတည်းကဖန်ဟာချန်ပီယံကပတ်ပိုင်ရှင်ဘန်ဒိုဂျာနဲ့ face off လုပ်ခဲ့ပြီးဒီပွဲစဉ်ကဘယ်နေ့မှကစားရမလဲဘယ်နေရာမှာကစားရမလဲဆိုတာကတော့ဒီနေ့မှာတိကျထွက်ပေါ်လာခဲ့ပါတယ် UFC အနေနဲ့ကတော့ဘန်ဒိုဂျာနဲ့ Joshua Van တို့ရှင်ပြိုင်မဲ့ပွဲစဉ်ကိုဒီဇင်ဘာလ6ရက်နေ့မှာUFC 323ခေါင်းစဉ်အောက်မှာကျင်းပမှာဖြစ်ပြီးခုမိန် event အဖြစ်နဲ့သတ်မှတ်ထားပါတယ်ဒီပွဲစဉ်ကိုတော့ဘန်ဒိုဂျာအတွက်မလွယ်ကူတဲ့ပွဲစဉ်တွေပဲဖြစ်တယ်လို့Joshua Van ကလည်းမလွယ်ကူတဲ့ပွဲစဉ်တွေပဲလို့တင်စားရမှာပါဘာလို့လဲဆိုရင်ဘန်ဒိုဂျာဟာသူ့ရဲ့ချန်ပီယံကပတ်ကိုကာကွယ်နိုင်ခဲ့တဲ့ပွဲစဉ်တွေဟာအသက်30တဲ့ကစားသမားတွေဖြစ်ခဲ့ပြီးဒီတစ်ချိန်အသက်24နှစ်အရွယ် Van နဲ့ကစားရမှာဆိုတော့အရင်ပွဲစဉ်တွေကထက်ကိုပုံမခက်ခဲလာဖို့ရှိပါတယ်ဘန်ဒိုဂျာအသက်35နှစ်အရွယ်ရှိပါတယ်အတွေ့အကြုံကောင်းများစွာလည်းရှိပါတယ်ကစားထားတဲ့ပြိုင်ပွဲတွေကဗန်ရဲ့ကစားခဲ့တဲ့ပွဲစဉ်နှစ်ဆရှိပါတယ်နိုင်ပွဲအပြင်ကလည်း30ထိနိုင်ပွဲရထားခဲ့တာကြောင့်တကယ်ကိုမလွယ်ကူလာတဲ့ပြိုင်ပွဲဖြစ်နေရက်တည်နေခဲ့ပါတယ်ဘန်ဒိုဂျာ flyweight ချန်ပီယံကပတ်ကိုရရှိခဲ့ပြီးတဲ့နောက်မှာချန်ပီယံကပတ်ကာကွယ်ပွဲစဉ်ဖြစ်နေ၄ပွဲကစားခဲ့ရပြီးအဲ့ဒီပွဲစဉ်၄ပွဲစလုံးကိုအနိုင်ရထားပါတယ်တစ်ပတ်ကဗန်ကတော့18ပွဲသာကစားထားခဲ့တဲ့နေထောင်းမှာ15ပွဲထိနိုင်ရထားပြီး2ပွဲသာရှုံးထားပါတယ်ပထမတစ်ချိန်ရှုံးနေခဲ့တာကကစားသမားဘွားအစားဖြစ်တဲ့2021ခုနှစ်မှာတစ်ချိန်နဲ့ဒုတိယတစ်ချိန်ကတော့2024မှာရှုံးနေခဲ့ပါတယ်နိုင်ပွဲဆက်နေတဲ့ပန်ဒိုဂျာလိုနောက်ဆုံး5ပွဲဆက်မှာJoshua Van နဲ့နိုင်ပွဲရယူနိုင်ခဲ့ပြီးချန်ပီယံကပတ်လူးကွင်းနဲ့ထိုက်တန်ခဲ့ပါတယ်ပြီးခဲ့တဲ့ဇွန်လအတွင်းက American နိုင်ငံ Las Vegas မှာ American နိုင်ငံသား Brandon Rival နဲ့ပွဲစဉ်မှာနိုင်ရမယ်ဆိုရင် Flyweight ချန်ပီယံကပတ်ကိုလူယူခွင့်ရရှိမှာဖြစ်ပါတယ်ဒီလိုနေထားမှာတော့ Van ဟာအားကစားကျွမ်းကျင်သူတွေတောင်အော်ချရလောက်မဲ့စွမ်းဆောင်ရည်နဲ့တူ Brandon Rival ကိုနိုင်ယူပြနိုင်ခဲ့ပါတယ် MMA အားကစားနည်းဒီမှာမြန်မာအားကစားသမားတွေထဲမှာတော့ချန်ပီယံကပတ်ကိုရယူထားနိုင်ခဲ့သူကအောင်လအန်ဆန်တဦးသာရှိပြီးအောင်လအန်ဆန်ဟာ One Championship ပြိုင်ပွဲမှာ Light Heavyweight နဲ့ Middle Heavyweight ချန်ပီယံကပတ်ကိုရယူနိုင်ခဲ့ပါတယ်တကယ်အံ့ဩသင့်စရာကောင်းတဲ့စွမ်းဆောင်ရည်တွေဖြစ်ခဲ့ပြီးအောင်လအန်ဆန်ပြီးတဲ့နောက်မှာဗန်ဟာမြန်မာကစားသမားတွေထဲမှာတော့ဒုတိယမြောက်ချန်ပီယံကပတ်ကိုရယူနိုင်တဲ့ကစားသမားဖြစ်လာဖို့အမျှော်လင့်ခံနေကြပါတယ်ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့ထပ်တူကျနေတဲ့စွမ်းဆောင်ရည်မျိုးကိုဗန်တယောက်လှုပ်ဆောင်ပြနိုင်ဖို့ကလည်းအကောင်းဆုံးပြင်ဆင်ထားခဲ့တာပါဗန်တို့ကြာချန်ပီယံကပတ်ကာကွယ်ပွဲတွေမှာနိုင်ရခဲ့ပေမဲ့မိမိနဲ့ရင်ဆိုင်နေတဲ့ပွဲစဉ်ကအရင်ပွဲစဉ်ကလာမချောင်းပါဘူးဗန်ကလည်းဒီလိုမျိုးကြုံးဝခဲ့ပါတယ်2021ခုနှစ်ကတည်းကစတင်ဝင်ရောက်ခဲ့တဲ့ဒီလောကမှာဗန်ဟာချန်ပီယံဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပွဲစဉ်တိုင်းကိုနိုင်ပန်းခဲ့ပါတယ်အခုဆိုရင်ငယ်ရွယ်သေးတဲ့24နှစ်သားအတွက်ချန်ပီယံဖြစ်ခွင့်အိမ်မက်ဟာလက်တကမ်းလိုကိုရောက်လာခဲ့ပြီးဒီပွဲစဉ်ကိုသာအလဲထိုးနေပဲနိုင်အမှတ်နဲ့ပဲနိုင်ဘလို့ပဲနိုင်ချန်ပီယံကပတ်ကိုရရှိသွားမှာပါမဝေးတော့တဲ့အိမ်မက်ကိုဗန်တယောက်အရောက်လန်းကမြန်မာပြည်ပရိသတ်တွေကလည်းဂုံတက်စရာအခိုက်အတန့်တစ်ခုနဲ့တူဗန်ဖန်တီးပေးနိုင်ဖို့အတွက်2လလောက်ပဲလိုအပ်တော့တာပါဝန်ချန်ပီယံရှစ်မှာအွန်လိုင်းအန်ဆန် UFC မှာ Joshua Van ဆိုပြီးကမ္ဘာတိုက်ကိုက်လောကမှာမြန်မာနိုင်ငံသားအနေနဲ့နာမည်တစ်ခုကျန်ရစ်ဖို့အတွက်လက်တကမ်းလိုကိုရောက်လာခဲ့ပါပြီဝန်ချန်ပီယံရှစ်မှာအနားယူသွားခဲ့ပြီးဖြစ်တဲ့အွန်လိုင်းအန်ဆန်အတွက်1ဖွဲ့စီက Hall of Fame ဆိုတဲ့ Legendary စရင်ကိုထည့်သွင်းပေးခဲ့ပါတယ်အောင်မြင်မှုတွေနဲ့နားယူခဲ့တဲ့အောင်လာပြီးတဲ့နောက်Joshua Van နဲ့ကရော UFC မှာဘယ်လောက်ထိမြင့်မြင့်ပြန်တန်းနိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်